AutoCAD ကိုပေါ့နော်တင်တန်းမတက်ဖဲနဲ့ကိုပါကိုလေးလာခြင်းတဲ့သူတွေအတွက်ဒီနေ့ AutoCAD ကိုအစအနေပြီးတော့ဒီနေ့ day 1အနေနဲ့ပြောပြပေးမယ်အဲ့တော့ like ကြည့်ရအောင် AutoCAD ဒါကတော့တီရှယ်ရဲ့ AutoCAD လေးကတော့2021ပေါ့နော်ဒါလေးကိုအရင်ဖွင့်လိုက်မယ်ဒါ AutoCAD screen လေးပွင့်လာပါပြီ AutoCAD 2D ပေါ့နော်ဆက်စအောင်တော့တီရှယ်ဆွဲပြမယ်အဲ့တော့ကိုပါကို sub star တွေလုပ်တဲ့သူတွေအနေနဲ့လည်းကိုပါကိုအိမ်မှာပြန်ပြီးတော့ကျင့်လို့ရတယ်ပေါ့နော်တင်တန်းမတက်ဖဲနဲ့ကျင့်ကျင်တဲ့သူတွေအတွက်တီရှယ်တို့ရှိမှလည်း AutoCAD တက်လို့ရပါတယ် 2D 3D ပေါ့နော် SketchUp ဆိုလို့ရှိရင်လည်းဒီ SketchUp ကိုအပါပေါ့နော်တီရှယ်က 2D 3D တို့ဦးစားပေးတယ် floor plan ထိပေါ့နော်အားလုံးတက်လို့ရပါတယ်ရှင်အဲ့တော့ပထမအောင်ဆုံးအနေနဲ့ဒီမှာစာရွက်အသစ်ကလေးခေါ်မယ်စာရွက်အသစ်လေးခေါ်မယ်ဆို keyboard ကနေပြီးတော့ control key လေးနဲ့ N လေးနဲ့ကိုတွဲနှိပ်လိုက်မယ်အဲ့ဒါဒီလိုပေါက်လေးကြာလာတယ်ပေါ့နော်တီရှယ်က 2D ဆွဲမှာပို့လို့ ACAD ဆိုတဲ့ဟာလေးကိုရွေးပြီးတော့ open လေးကိုနှိပ်ပါမယ်open လေးကိုနှိပ်ပြီးသွားလို့ရှိရင်ပထမအောင်ဆုံးဘာလုပ်ရမလဲဆိုလို့ရှိရင် तू က unit သတ်မှတ်ကြမယ်အဲ့တော့ UN ဆိုပြီးတော့ enter လေးခောက်ပါunit တွေသတ်မှတ်မယ် unit သတ်မှတ်တယ်ဆိုတာအဓိကတော့ကိုက inch နဲ့ဆွဲမှာလားပေနဲ့ဆွဲမှာလားလက်မနဲ့ဆွဲမှာလားဆိုတာကိုသတ်မှတ်ပေးရမှာအခုတီရှယ်ကတော့ဒီမှာ inch လေးနဲ့ဖြစ်နေရပေါ့နော်ဒီနေရာမှာလဲ decimal ဒီနေရာလေးကို inch ကလေးပြောင်းပြီးတော့ okay လေးပေးလိုက်ပါမယ် okay လေးပေးလိုက်ပြီဆိုရင်တော့ဒါ inch နဲ့သတ်မှတ်လို့ရပြီပေါ့နော်အဲ့တော့ပထမဆုံးဘာမှကိုကမဆွဲတတ်သေးဘူးဆိုလို့ရှိရင်အရင်ဆုံး line တို့ cycle တို့ကိုစပြီးတော့ဆွဲကြည့်ပြီးအဲ့ဒီ line တွေ cycle တွေကို copy ကူးတာ move လုပ်တာအဲ့ဒါလေးကိုတီရှယ်ဒီနေ့အသေးစိတ်ပြောပြပေးမယ်အဲ့တော့ပထမဆုံးအနေနဲ့သူက command line အနေနဲ့သုံးပေးရ command ဆိုတာဒီဆက်ကိုဘာဆွဲမှာလဲလို့ဆက်ကိုခိုင်းဖို့အတွက်ပထမဆုံး line ဆွဲမယ်ဆိုရင် keyboard က L key ရိုက်မယ် L ဆိုရင် तू ကဒီလိုပေါက်လေးကြာလာတယ် L လေးကိုနှိပ်လိုက်တယ်ဒီလိုပေါက်လေးကြာလာတယ်ကြာလာတဲ့ပေါက်ထဲကနေ L ဆိုတော့ line ဟုတ်ပြီဒီ line ကိုဆွဲမှာ L ဆိုပြီးတော့ enter လေးခောက်လိုက်ဒါဆိုရင် line command ဝင်သွားပြီ command ပေါက်လေးကဒီမှာရှိတယ်အဲ့တော့ line special ဒီမှာ specify first point ဆိုတာပထမဆုံး line ဆွဲမယ်ဆိုရင်ね first point လေးထောက်လိုက်ပါ first point ကနေပြီးကိုကဘယ်လောက်အကွာဝေးဒီဆွဲချင်တယ်ဒီနားကိုဆွဲချင်တယ်သူဒီနားကိုတစ်ချက်နှိပ်လိုက်ပြီးကိုကဆွဲလို့ပြီးသွားပြီဆိုတဲ့အကြောင်းအနာတစ်ချက်ခောက်ပါရလားအဲ့တော့ဒါ line လေးဆွဲထားတာပေါ့နော်ပြီးရင်နောက်တစ်ခုအနေနဲ့ဒီ line ကိုဒီ share ကဒါရိုးရိုး line ဟုတ်ပြီ L enter ဒါဆွဲမယ်ကိုဆွဲချင်တဲ့လောက်ဒါဆွဲတာအဲ့လိုမဟုတ်ဘဲနဲ့ဒီ share တို့အတိုင်းတာလေးနဲ့ဆွဲချင်တယ်ဆိုရင်ဘယ်လိုဆွဲလဲဆိုတော့ L enter ခောက်လိုက် first point ကိုစထောက်ဒီ share က30ဆိုတဲ့အကွာဝေးလေးနဲ့ဆွဲမယ်ပေါ့နော်10 inches ဆိုရင်10 enter လို့ခောက်လိုက်ဒါဆိုရင်တော့ line command line လေးက10အကွာဝေးလေးဖြစ်သွားပါပြီဒါလေးကတော့အတိုင်းတာလေးနဲ့ဆွဲတာပေါ့နော်အဲ့တော့ဒီလိုမျိုးရွှေ့တာဘယ်လိုရွှေ့လဲဆိုရင်မောက်ရဲ့သူကအလဲကောင်ကဘိန်းလုံးလေးကိုဖိပြီးတော့ကိုရွှေ့ကျင်တဲ့နေရာကိုရွှေ့လို့ရတယ်နောက်တစ်ခုကဒီလက်ညိုးလေးတင်ထားတဲ့ဟာ left ကလေးလက်ကလေးတင်ထားတာ right ကလေးဒါတော့တည်ပြီးသား mouse ကိုဘိန်းလုံးလေးကိုအတွင်းကိုလှည့်လိုက်ရင် zoom လေးကိုခြုံလိုက်တာအပြင်ကိုဒါဒီ mouse ရဲ့ဘိန်းလုံးလေးကိုအတွင်းအပြင်ကဒါခြုံချဲဘိန်းလုံးလေးကိုဖိပြီးတော့ရွှေ့တာကဒါ view လေးကိုမြင်ကွင်းလေးကိုရွှေ့တာဖြစ်ပါတယ်ဒါလေးကတော့ line ဆွဲတာပေါ့နော်နောက်ဗီဒီယိုလေးမှာ cycle ဆွဲဖို့အတွက်ကိုဒီချက်နောက်ဗီဒီယိုလေးထပ်တင်ပေးပါမယ်ရှင် AutoCAD လေးလာခြင်းတဲ့လူတွေစိတ်ထားပေးပါ